နှလုံးသားထဲကပုံဝင် channel ကကြိုဆိုပါရယ်ဒီကနေ့တိတ်ဆိတ်ချင်းစွမ်းအားကြောင်းပြောသွားမယ်ဖြစ်ပါတယ်ရှင်အသက်85နှစ်အရွယ်ရှိပြီဖြစ်တဲ့အဘိုးကျူဟာပျော်ရွှင်စရာကောင်းတဲ့မိသားစုလေးကိုတိဆောက်ခဲ့သူပါသူ့ရဲ့သားသမီးတွေကတော့သူတို့ရဲ့အနာဂတ်အတွက်မြို့ကြီးတွေမှာအခြေချနေထိုင်ကြပြီးအဘိုးကျူကတော့ကွယ်လွန်သွားပြီဖြစ်တဲ့ဇနီးတဲ့နဲ့အမတ်တရတွေရှိခဲ့တဲ့ရွာလေးမှာပဲကြံ့ရစ်ခဲ့ပါတယ်ကျူးမှာမြေးလေးရောက်ရှိပြီးကျောင်းပိတ်ရက်ရောက်တိုင်းမြေးလေးတွေကသူ့စီလာလဲလေးရှိပါတယ်အားလည်းရဲ့ရောက်တော့မြေးလေးတွေလာမှာကိုကျိုးတယောက်ရင်ခွန်စွာနဲ့စောင့်နေပါတယ်။အိမ်ကိုတန့်ရှင်းရေးလုပ်ဥယျာဉ်ထဲကမြက်တွေရိတ်အိမ်အသုံးဆောင်တွေကိုနေရာချနဲ့အရန်ကိုအလုရှုနေခဲ့ပါတယ်။အဲ့ဒီလိုအလုရှုနေရင်နဲ့သူ့အမျက်နှိုးဆုံးနိုင်လေးပျောက်သွားပါတော့တယ်။အဲ့ဒီနိုင်ကသူတို့ရဲ့ပထမဆုံးရင်သွေးလေးမွေးဖွားချိန်မှာကွယ်လွန်သူဇနီးတွေကလက်ဆောင်ပေးခဲ့တာပါ။ဇနီးတဲ့ဆုံးပေါသွားပြီးနောက်ပိုင်းအဲ့ဒီနိုင်လေးဟာဂျိုးတို့တူဒီတော့အဖော်ဖြစ်ခဲ့တာကြောင့်အရန်ကိုတန်ဖိုးထားရတဲ့အရာပါမြေးလေးတွေရောက်လာတဲ့ပျော်ရွှင်မှုကြောင့်နိုင်ပြောက်နေတာကိုသူခဏမေးသွားခဲ့ပါတယ်နောက်နေ့မနက်ရေချိုးဖို့ပြင်တော့မှနိုင်ပြောက်နေတာကိုသတိရပါတော့တယ်နောက်ဆုံးသူ့အမှတ်ရတာကတော့ကုံလောင်ယုံဘားထဲမှာပစ္စည်းတွေစီစဉ်နေတော့ကပါဂျိုးဟာအညာကိုစိတ်မကောင်းဖြစ်ပြီးတုန်လှုပ်သွားပါတယ်မြေးလေးတွေကအဘိုးဖြစ်သူမျက်နှာမကောင်းတာကိုမြင်တော့အဘိုးဘာဖြစ်လို့လဲဆိုပြီးမေးကြပါတယ်ဂျိုးကမြေးတို့ရေအဘိုးရဲ့အသက်ထက်တန်ဖိုးရှိတဲ့နိုင်လေးပျောက်သွားပြီအဲ့ဒါမင်းတို့အဘွားပေးခဲ့တဲ့လက်ဆောင်လေးပါအိမ်တိုင်ရှင်းရေးလူရင်းပျောက်သွားတာငါရဲ့နှလုံးသားတစ်ခုလုံးပျောက်ဆုံးသွားသလိုပဲကွယ်လို့ညံ့ရည်တွေနဲ့ပြောပြလိုက်ပါတယ်ကလေးတွေကလည်းအဘိုးအကြအတူတူရှာပြီးမယ်လို့ကတိပေးကြပါတယ်မြင်းမလေးတယောက်ကအဘိုးနိုင်ကိုဘယ်နားမှာနောက်ဆုံးတွေးလိုက်လဲလို့မေးတော့ဂျိုးကကုံလောင်ယုံထဲမှာထင်မယ်ထင်တယ်လို့ဖြေပါတယ်အဲ့ဒီနောက်အားလုံးဟာအမိုက်တွေစားအုပ်ဟောင်းနေနဲ့ပရိဘောကအပြက်တွေပြည်နေတဲ့ကုံလောင်ယုံထဲမှာ2 နာရီကြာအောင်ဝိုင်းရှာကြပြီးမြဲရှာမတွေ့ခဲ့ပါဘူးဂျိုးကတော့လက်လျှော့လိုက်ဖို့နဲ့အရန်ဝမ်းနေနေခဲ့ပါတယ်အဲ့ဒီအချိန်မှာမြင်းအငယ်ဆုံးလေးကကုံလောင်ယုံထဲကိုတယောက်တည်းပြန်ဝင်သွားပါတယ်ပြီးတော့တခြားလူတွေကိုသူနာကမလိုက်ဖို့နဲ့တိတ်တိတ်လေးနေပေးဖို့တောင်းဆိုလိုက်ပါတယ်အားလုံးကအံ့ဩနေပေမဲ့သူပြောတဲ့အတိုင်းပဲငြိမ်ပြီးစောင့်နေကြပါတယ်15 မိနစ်လောက်ကြာတော့ကောင်လေးဟာကုံလောင်ယုံတဲကနေပြုံးရွှင်စွာနဲ့ထွက်လာပြီးအဘိုးလက်ထဲကိုနိုင်လေးထည့်ပေးလိုက်ပါတယ်။ဂျိုးကအညာအံ့ဩသွားပြီးညီဒါကိုဘလို့ရှာတွေ့တာလဲလို့မေးပါတယ်။ကောင်လေးကကျွန်တော်အထဲမှာဘာအတန်မှမထွက်ဖဲငင်းငင်းလေးထိုင်လိုက်တာပါ။ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားတဲ့အခါနိုင်ရဲ့တောက်တောက်မိတောင်လေးကိုကြားလိုက်တယ်။အဲ့ဒီအတန်နောက်ကိုလိုက်ရှာတော့နိုင်ကိုတွေ့တာပဲအဘိုးလို့ပြန်ဖြေပါတယ်။ဂျိုးဟာမြေးလေးကိုဖတ်ပြီးကျေးဇူးတင်စကားပြောလိုက်ပါတော့တယ်။ဒါဟာတိတ်ဆိတ်ချင်းရွစွမ်းအားပါပဲ။ငါတို့တွေစိတ်အေးထားပြီးတင်းငင်းစွာနေထိုင်တတ်မယ်ဆိုရင်ဘလို့အခက်ခဲအထက်မဆိုအဖြေကိုအလွယ်တကူရှာဖွေနိုင်မှာဖြစ်ပါတယ်။